တော့ဒီထောင်ထဲမှာတော့2နှစ်3နှစ်တော့ကြာမှာပဲ2နှစ်3နှစ်ကြာမှာပဲအဲ့တော့ဒါကဒီအကြမ်းဖက်မှုဥပဒေနဲ့လည်းမြောက်တယ်အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ဥပဒေနဲ့ခင်ဗျာအရေးတရားအရေးယူချက်ခံမှာပေါ့ဥပဒေမှာခင်ဗျာသွားပြီးဈေးစွတ်လည်းမရဘူးတရားရုံးသွားပြီးဈေးစွတ်လည်းမရဘူးလုံခြုံရေးတော့ဖုန်းနဲ့သွားဈေးစွတ်လည်းမရဘူးဖမ်းမှာကမိပါထောင်ဝင်စာလာတွေ့ရမှာခင်ဗျာရဲ့မိသားစုတရားခင်ဗျာထောင်ဝင်စာလာပို့ရတဲ့ဒုက္ခသေးတာမဟုတ်ဘူးစီဝါကြီးလည်းပြတ်တယ်လူမှုရေးလည်းပြတ်တယ်နောက်ဆိုပညာရေးလည်းပြတ်တယ်အလုပ်ကိုင်းလည်းပြတ်တယ်အားလုံးပြတ်တာထောင်ထဲမှာခင်ဗျားတို့အတွက်ဘာမှခင်ဗျာတင်ပေးလိုက်တာဘာမှမရှိဘူးထောင်ကခင်ဗျာဟိုဘွယ်လဲပေးတာမဟုတ်ဘူးဘွယ်လဲပေးတာမဟုတ်ဘူးခင်ဗျားတို့ဒီပလိုမာလည်းပေးတာမဟုတ်ဘူးလုံရင်တော့ခံရမှာပေါ့ကူညီနိုင်ဟုတ်လားအေးစစ်စစ်လေးနေကြတကယ်လုတ်ပေးရတဲ့သူတွေကြတော့ခင်ဗျားတို့တကယ်စိတ်နှောင့်ယှက်ဖြစ်တယ်နော်ခင်ဗျားတို့ခွန်လိုင်းမော်ကအာချောင်ကြတာဟုတ်လားတောင်းထဲမှာဆိုလို့ရှိရင်တော့ကိုကတော့ပတ်ဆန်ရှိရင်တောင်းထဲမှာလက်ဖိတ်လည်းတောက်လို့ရတယ်အကြာကွေးလည်းစားလို့ရတယ်ဟုတ်လားငါလည်းစားအောင်မလားဟုတ်လားငါခဲပဲလည်းစားအောင်မလားပတ်ဆန်ရှိလို့ရှိရင်ထောင်းထဲမှာကတော်တော်ကြီးအဆင်ပြေတယ်မနေ့ကထောင်းထမင်းမစားချင်လို့ထမင်းစီစံလေးဝယ်စားချင်တယ်ဆိုထမင်းစီစံလေးဝယ်ခိုင်းလို့ရလာတယ်ထောင်းထဲဆိုတော့အေးစစ်စစ်ပဲထောင်းထဲမှာနော်အဲ့တော့ဘာပြောခင်ဗျကိုစောဖိုး900နဲ့60ကိုစောဖိုးထောင်ကထွက်လာလို့ရှိရင်သူကတဘာရင်ဝါရင်ဖြစ်သွားပြီဟုတ်လားအတွေးခေါ်မြင့်သွားမယ်သူကထောင်ပါဝသွားမယ်နော်ဖိုက်တင်တဲ့လောက်နိုင်ငံရေးပါဝသွားမယ်ပေါ့ဗျာနော်နိုင်ငံရေးပါဝသွားမယ်နော်ထောင်နဲ့ရောက်လို့ရှိရင်မိတ်ဆွေစစ်မိတ်ဆွေမှန်ဆိုတာသူတိလာလိုက်မယ်ဘသူကမိတ်ဆွေစစ်လဲဘသူကမိတ်ဆွေမှန်လဲဟုတ်လားတိလာလိုက်မယ်အဲ့ဒါကြတိလာလိုက်မယ်သူဘာတိရသူဘာတိရဟမ်ဘာတိရဟမ်အော်တစ်ဖက်ကိုဘာလုပ်ပြလိုက်မယ်ညာလုပ်ပြလိုက်ကိုစောဖိုးဒီနီးပြမှာတကယ်မာကန်ပိတ်တယ်တိတ်မရှိဘူးမာကန်ပိတ်တယ်မာကန်လူသူ့ကိုတကယ်ရှိဘူးပေါ့နော်အဲ့တော့ကိုစောဖိုး905နဲ့ပုံမှန်66ကာကြီးနှစ်ခုလဲဆိုရင်လည်းဦးစင်းတို့ကအတိုင်းထက်ဝန်တာတီးတီးဖြစ်မိတယ်ဒီပါလားကဲလို့မရဘူးသူတွေကဒီမှာနိုင်ငံသားခံထားတာလားကဲလို့မရဘူးကိုစောဖိုးဒီဟိုနော်အထောက်အကူပြုတဲ့လူကြီးတွေဆိုတာကလည်းအရေးအကြောင်းကြတော့ဖုံးအောင်ဆက်ပေါ်မရကြပါဘူးဦးစောဖိုးခင်ဗျဟွန်လိုင်းမော်ပြောလိုက်လို့ထိခိုက်သွားတာအများကြီးပဲနော်အဲ့တော့ဦးစင်းတို့မပြောဖို့အတွက်ကိုအမုန်းခံပြီးကိုဦးစင်းတို့ဟုတ်လားဆန့်ကျင်မဲ့လုပ်ပြကိုပြောမိအောင်ပြောကြတယ်လူတွေရအောင် like တွေရအောင် share တွေရအောင်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ကြနဲ့နော်